ဘုချုပ်ရှိပြီတက်တာရုပ်စံတန်ယုံအမူအရာတွေမတုံးပါနဲ့မြတ်တာရက်ခံပါတယ်ဘုရားအောင်ဆန်းချစ်ကိုပြန်အခုလောလောဆယ်မှာတော့ဘုံမှုချုပ်အောင်ဆန်းချစ်နေပါအောင်ဒီမှာပြောနေတာဘုံမှုအောင်ဆန်းချစ်လွတ်တော်ကိုယ်စားလှယ်ဘုံမှုချုပ်အောင်ဆန်းချစ်တင်ပြထားတဲ့ပုံမှာမူတည်ပြီးမှပြန်လဲပြန်ချစ်စစ်ပြီးဆောင်ရွက်ပေးပါမယ်ပြန်လဲတင်ပြပေးပါမယ်ပြန်လဲတင်ပြပေးပါတယ်ကိုကတော့ဘယ်ဟာဘယ်မှာလွဲရလဲဆိုတာပြန်ပြီးတော့ပြီးတာပြန်ပြောပြပါဟုတ်ကဲ့အဲ့ဒီဘယ်နေရာမှာလွဲသွားတယ်ဆိုတာနည်းနည်းထောက်ပြပေးဖို့ပြန်ပြောပေးပါပြန်ပြောပေးပါမိုက်ပေးပါယခုလိုရှင်းလင်းပေးတဲ့အတွက်နာဂာကြီးကကျေးဇူးတင်ပါတယ်ဗျ။စာကြံသွားတာဖြစ်ပါတယ်။အပိုက်လိုက်စာကြံသွားတာဘယ်ပိုက်ဖြစ်ပြန်ပြောပြီးပါဒါမှမဟုတ်ကြံတဲ့ဘယ်ပိုက်ပုံမှကွယ်လို့ပြော262တာတလင်းကြီးဖြစ်ပါ262တာတလင်းကြီးဟုတ်ကဲ့ဘုရားတင်ပြထားတဲ့ဟာလေးတင်ထားတဲ့ဟာလေးပြန်ပြောပြီးတော့တင်ပြတဲ့ကန့်လန့်စရာတော့ဒီမှာရှိပါတယ်မဟုတ်ဘုရားတင်တယ်ဆိုတဲ့စာသားလေးပြန်ပြောပေးပါဟိုပြန်ဖတ်ပြပါဒီဟာကသူတင်တဲ့ခုရမှာဒီဟာကသူတင်တဲ့ခုရမှာမဟုတ်အရင်ဘုရားတင်ထားတဲ့တစ်ခုချင်းအတွက်ကျွန်တော်တို့တစ်ခုချင်းအတွက်ဖြန့်ဝေထားတဲ့ဟာနဲ့ပြန်တိုက်ကြည့်ခြင်းတဲ့အတွက်ဘုရားတစ်ခုချင်းတင်ထားတဲ့ဇာတ်ကိုလည်းပါပါတယ်ဒီမှာဘုရားတင်ထားတဲ့ဥပဒေချမ်းအဲ့ဒီမှာပါတဲ့162တာတလင်းချိတ်ဆိုရင်162တာတလင်းချိတ်အနေထားလေးကိုဘုရားတင်တဲ့ဟာလေးကိုပြန်ပြီးတော့ပြောပေးစီချင်တာနိုင်ငံတော်သမ္မတသည်တိုင်းဒေသကြီးသို့မဟုတ်ပြည်내ဝန်ကြီးချုပ်ကန့်အပ်တာဝန်ပေးခြင်းကိုပြည်ထောင်စုလွှတ်တော်နှင့်သက်ဆိုင်ရာတိုင်းဒေသကြီးသို့မဟုတ်ပြည်내လွှတ်တော်များသို့အကြောင်းကြားရမည်တိုင်းဒေသကြီးသို့မဟုတ်ပြည်내ဝန်ကြီးချုပ်သည်တိုင်းဒေသကြီးသို့မဟုတ်ပြည်내ဝန်ကြီးများခန့်အပ်တာဝန်ပေးခြင်းကိုသက်ဆိုင်ရာတိုင်းဒေသကြီးသို့မဟုတ်ပြည်내လွှတ်တော်သို့အကြောင်းကြား၍နိုင်ငံတော်သမ္မတထံသို့လည်းတင်ပြရမယ်စားတယ်အဲ့ဒါကစားရအဲ့ဆိုတော့ဒီမှာပြုစုကြရတာဟုတ်ပါနောက်ဆုံးတစ်ပိုက်လုံးကြံနေခဲ့တာဖြစ်ပါနောက်ဆုံးသူကဒီတစ်ပိုက်ထဲမှာဟိုအဲ့ဒါကိုအခုဖြည့်ပေးလိုက်ရတယ်ဖြည့်ပေးပြီးတော့ပဲအဲ့ဒီအောင်ဖြည့်ဆွတ်ချက်တော့ပြီးရင်ဖြန့်ဝင်ပေးမယ်တော့ဒီဖြည့်ဆွတ်ချက်တိုင်းနဲ့ဆက်ဆွေးနေဒီဟာကိုဖြန့်ဝင်ပေးကျွန်တော်ဒီစာသားနဲ့ဒီမှာသူကဒီတစ်ပိုက်ကြံခဲ့တာဟုတ်ပြီမှိုက်ပေးပါညကလည်းကျွန်တော်ရုံးမှာဆိုသူခဏနေအခုပေါင်ဆန်းချစ်လေးစားပါတော့နာဂာကြီးခင်ဗျကျွန်တော်ဘုံကျောင်းအောင်ဆန်းချစ်ဆွေးနွေးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဘာမှကျွန်တော်အနေနဲ့ဆွေးနွေးတင်ပြလိုချင်မရှိပါဘူးခုနကကျွန်တော်တို့ဒီဆွေးနွေးတင်ပြတဲ့အခါမှာတမတော်သားကိုယ်စားလှယ်တူကနေပြီးတော့ကျွန်တော်တို့ဆွေးနွေးတင်ပြပုံကလွှတ်တော်ရဲ့ဂုဏ် drug ကိုအများကြီးထိခိုက်စေပါတယ်ဒါတွေဟာကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့သတိပြုဆင်ခြင်ရမယ့်အချက်ဖြစ်ပါတယ်ကျွန်တော်တို့ပြောင်စုလွှတ်တော်နေဥပဒေ19နေဥပဒေ19ရဲ့ကျွန်တော်တို့ဇာမြင့်ဆွဲမှာဆိုရင်လေရုပ်ရင်းချမ်းသာသောကိုမှုရာနှုတ်မှုရာများမပြုတ်ရဆိုပြီးတော့ကျွန်တော်တို့နေဥပဒေရလဲတားမြစ်ထားပါတယ်ရပါပြီရပါပြီအဲ့ဒါမပြောတော့ပါနဲ့ကျွန်တော်ဒီကနေရှင်းပြပါမယ်ဆိုတော့အစုံတော့ဘုံမှုချုပ်အောင်ဆန်းချက်တင်ပြတဲ့ကိစ္စတွေကိုရုံးရဲ့လိုအပ်ချက်ရှိသွားပါတယ်အဲ့ဒါကိုပြန်လည်ပြီးမှဖြည့်ဆွတ်ဆောင်ရွက်ပေးတော့မှာဖြစ်ပါတယ်ပြီးတော့အခုဆွေးနွေးတဲ့ခါကျတော့ဘုရားအောင်ဆန်းချက်တင်ပြတဲ့ဟာကိုပဲချိန်ခံပြီးတော့ဆွေးနွေးဟုတ်ကဲ့ဆွေးနွေးမယ်ဆိုလို့ရှိရင်လည်းဘုချုပ်အောင်ဆန်းချက်တင်သွားတဲ့ပုံမှာပဲမူတည်ပြီးမှပုံမှာပဲဆွေးနွေးသွားဖို့ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်နောက်တစ်ခုကတော့လွတ်တော်ကိုယ်စားလှယ်အားလုံးကိုမှာကြားလို့တာကတော့ဒါမိမိတို့လွတ်တော်ဟာပြည်ထောင်စုလွတ်တော်ဖြစ်ပါတယ်လွတ်တော်ကိုယ်စားလှယ်များရဲ့
ဂုံတိတ်ခါနဲ့လော်ညီစွာပြုမှုပြောဆိုဖို့လိုအပ်မှာဖြစ်ပါတယ်စိတ်ဆန္ဒကိုဘယ်ပဲဦးစားပေးဆောင်ရွက်မယ်ဆိုလို့ရှိရင်မလိုလားအပ်တဲ့ချစ်ကြည်ရင်းနှီးမှုတွေအားလုံးလည်းထိခိုက်လာနိုင်တဲ့အနေအထားမျိုးရှိပါတယ်ဒါကြောင့်အစောတုန်းကလိုယုံရင်ချမ်းသာတဲ့ကိုယ်အမှုရာနှုတ်အမှုရာများမပြုတ်ဖို့ပြောကြလိုပါတယ်အားလုံးကိုတတိပေးလိုပါတယ်အခုလောလောဆယ်မှာတော့ဘုံမှုချုပ်အောင်ဆန်းချစ်နေပါအောင်ဒီမှာပြောနေတာနိုင်ကကြီးအနေနဲ့ဒါဥပဒေလှုပ်ထုံလှုပ်နည်းများနဲ့အညီစီကံတည်ဝမှုရှိစေရန်ထိမ့်သိမ့်ဖို့တာဝန်ရှိပါတယ်ဒီလိုထိမ့်သိမ့်ဆောင်ရွက်တဲ့နေရာမှာနိုင်ကကြီးအနေနဲ့မိမိချမှတ်တဲ့အမိန့်ဒီကိုအတည်ပြုစေဖို့အခွင့်အာဏာတုံးလို့ရတယ်လို့ဆိုပေမဲ့လို့ကနေ့အထိဒါတွေတုံးဆွဲခဲ့ခြင်းလုံးဝမရှိပါဘူးဒါအားလုံးလဲနားလည်ကြမယ်လို့ယုံကြည်ပါတယ်အခုလဲဒီလုပ်ငန်းနဲ့ပတ်သက်ပြီးမှရှေ့ဆက်ဆောင်ရွက်နိုင်ဖို့ဗိုလ်မှူးချုပ်အောင်ဆန်းချစ်တင်တဲ့ကိစ္စကိုအခုပဲဖြည့်ရှင်းနိုင်ဖို့သွားပြီးမှယူခိုင်းထားပါတယ်အဲ့ဒါကိုတပါးတဲ့ဒီမှာပဲတခါတည်းတိုက်ပြီးမှအမှန်တိုင်းဖြစ်အောင်မိမိတို့တဲ့မှတ်ပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်နိုင်ကအနေနဲ့ဆောင်ရွက်နိုင်တဲ့အပိုင်းတွေရှိပါတယ်စီမံခန့်ခွဲရေးနီလာအရဆောင်ရွက်လို့ရသလိုဥပဒေအရလည်းအရေးယူဆောင်ရွက်နိုင်တဲ့အနေအထားမျိုးရှိပါတယ်ဒါပေမဲ့နိုင်ကအနေနဲ့ဒါအားလုံးဘဒုကူမစိုးအားလုံးချစ်ကြည်ရင်းနှီးစွာနဲ့ဒါဆောင်ရွက်နိုင်ဖို့ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့မိမိအနေနဲ့တော့ဒါအတတ်နိုင်ဆုံးစိတ်ရှည်တင်းချင်းခံပြီးဆောင်ရွက်ပေးနေတယ်ဆိုတာကိုလည်းနားလည်သဘောပေါက်စေလိုပါတယ်ဘုံမှုချုပ်အောင်ဆန်းချစ်တင်ပြတဲ့ကိစ္စမှန်ပါတယ်မိမိတို့ရုံးပိုင်းမှာလိုအပ်သွားတဲ့အပိုင်းတွေရှိပါတယ်ဒါတွေကကြံခဲ့တဲ့ကိစ္စကတော့တိုင်းဒေသကြီးဒို့မဟုတ်ပြည်နယ်ဝန်ကြီးချုပ်ဒီတိုင်းဒေသကြီးဒို့မဟုတ်ပြည်နယ်ဝန်ကြီးချုပ်များခန့်အပ်တာဝန်ပေးအပ်ခြင်းကိုတက်ဆိုင်ရာတိုင်းဒေသကြီးဒို့မဟုတ်ပြည်နယ်လွှတ်တော်တို့အကြောင်းကြား၍နိုင်ငံတော်သမ္မတထံသို့လည်းတင်ပြရမည်ဆိုတဲ့ဟာကိုပြန်လည်ဖြည့်ဆွတ်ပြီးမိမိတို့ပြင်ဆင်ချက်ပြန်လည်ဖြည့်ဆွတ်ပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်